ဒီလာကတပုတ်တယ်လားဆိုတော့စတယ်လာကအိမ်ကိုတတိရတာပေါ့နော်ပြီးတော့ကို့မှာရှိတဲ့မကောင်းတဲ့ဂျိုဆိုးတွေကနေကာကွယ်ဖို့အတွက်အိမ်လုံးထမင်းလေးကိုထိုးမှာဖြစ်ပါတယ်စတယ်လာတို့ဒေတာခေါ်ရတော့ယာဟုလို့ခေါ်တယ်ပေါ့နော်ထမင်းထိုးတယ်ဆိုတာပျော်စရာတတ်တယ်မဟုတ်ပါဘူးယူဆမှာတော့စီစီလုံးလုံးနဲ့ထမင်းထိုးပြီးဒါနအလှူဒန်းပြုလုပ်တာဟာဂျိုဆိုးဂျိုစာတွေကနေကင်းဝေးစေပြီးဘေးပြတွေကိုကြော်လွှားစေနိုင်တယ်ယုံကြည်ကြပါတယ်ဆောင်းအားနဲ့လှုပ်ဆောင်တဲ့ကုသိုလ်မလို့ပို့ပြီးလဲထိရောက်တယ်လို့ဆိုကြတာပေါ့နော်ဒါကြောင့်ဒီနေ့တော့စတယ်လာလွယ်လွယ်ကူကူထမင်းလေးထိုးပြီးတော့မနက်ဖြန်ကိုဆွမ်းနာကမှာဖြစ်လို့အားလုံးပဲစတယ်လာတို့လိုမျိုးပြပရောက်နေတဲ့သူတွေအလွယ်ကူထိုးလို့ရအောင်လို့စတယ်လာထိုးတဲ့ပုံစံလေးကိုပေါ့နော်တင်ပေးလိုက်တာဖြစ်ပါတယ်ကောင်းရင်ဆန်ကိုတော့ဒီခွက်ကလေးနဲ့လေးခွက်ထည့်ထားတာပါလေးခွက်ထည့်ပြီးတော့စတယ်လာမနီတွေကစီးနေအောင်စိန်ထားရပေါ့နော်ပြီးလို့ရှိရင်ဒါကတော့နှုတ်စိန်ပါနှုတ်စိန်ကဒီတပူးသားလေးကိုအဲ့လိုတစ်ခွက်ရရပေါ့နော်အဲ့လိုမျိုးတစ်ခွက်ထည့်တယ်အုံတို့ကစတယ်လာဒီ already ဆိုရဲဒီတစ်စိတ်ကိုသုံးတယ်ကြိုက်တဲ့တစ်စိတ်သုံးလို့ရရပေါ့နော်အိမ်မှာကြိတ်ကိုပါကိုညစ်တဲ့အုံတို့ဆိုပို့ပြီးကောင်းတယ်အုံတို့က3ခွက်ထည့်ပြီးတော့ရေကိုကစတယ်လာတစ်ခွက်ထည့်ပါတယ်ဆိုတော့ဆန်လေးခွက်မှာဆိုရင်စတယ်လာလို့စုစုပေါင်းအုံတို့တွေနှုတ်စိန်တွေရေတွေ9ခွက်ထည့်လိုက်ပါတယ်ပြီးရင်စားကိုလက်ဖက်စားစွန်းနဲ့3စွန်းစာလောက်ထည့်မယ်တခြားကိုကစတယ်လာဒီစွန်းနဲ့3စွန်းထည့်ထားပါတယ်ကိုကအချို့ကြိုက်တယ်ဆိုလို့ရှိရင်ပို့ထည့်လို့ရရပေါ့နော်ဒီအနေထားတော့မှသူ့မှာပါတဲ့အုံတို့တွေနှုတ်စိန်တွေနဲ့ဆိုလို့ရှိရင်အရသာတော်တော်ရှိနေပြီပေါ့နော်ဒါပြီးလို့ရှိရင်တော့ပုံမှန်ထမင်းချက်တဲ့အတိုင်းပဲစတယ်လာချက်လိုက်တယ်ပေါ့နော်စတယ်လာအိုးကတော့အိုးဒီလိုစောင်းနေတော့ပေါ့နော်ခဏခဏကြက်ခဏီးလေးဒီလိုအောက်ကနေအပေါ်ကိုနည်းနည်းပြန်နက်ကောင်လို့အဲ့လိုမျိုးလုပ်ပေးရတယ်ပေါ့နော်ဆိုတော့ကောင်းချင်းအယောင်ကတော့နည်းနည်းအဝါရောင်ပိုဖြစ်သွားပါတယ်ပါဝင်တဲ့ပစ္စည်းအချိုးစားလေးအသေးစိတ်ကိုစတယ်လာဒီ comment အောက်ထဲမှာပြန်ပြီးတော့ရေးပြထားပါမယ်အဲ့မှာပြန်ပြီးတော့သေချာကြည့်လို့ရတယ်ပေါ့နော်မရှင်းလို့ရှိရင်လည်းပြန်ပြီးလို့ရပါတယ်အုံသီးကဒီအုံသီးဒီအနုကလေးကိုစတယ်လာတစ်လုံးသုံးထားရပေါ့နော်နှစ်ထုပ်လုပ်ထားတယ်နှစ်ထုပ်လုပ်ပြီးတော့ညတည်းကပပလီးပြီးတော့အခက်ခဲမှာတင်ထားရပေါ့နော်အဲ့ဒီခဲနေတဲ့အုံသီးလေးကိုမှစတယ်လာပြန်ကြော်တာပေါ့ကြော်တာကိုတဝက်ကိုကကြတော့စတယ်လာတို့တစ်ခါတည်းထိုးနေနေထည့်သွားမယ်နောက်တဝက်ကိုကကြနောက်ဆုံးမှာပေါ့နော်အပေါ်ကနေအလှလေးပြန်တင်တယ်ပေါ့နှမ်းတော့မယ်အုံသီးဖက်တွေကြော်မယ်ပြီးလို့ရှိရင်တော့ခုနကစီတက်မယ်ပေါ့နော်အညုတ်ကောင်းစီနည်းနည်းကိုထောင်းထားရရဲ့ဖလာဆေးက3-4ဆေးပေါ့နော်ချင်းပပလိထားတာတွေကိုစီတက်လိုက်ဒီမုတ်တွေကပေါ့နော်ကိုဒေတာမှာဆိုလို့ရှိရင်ဒီချိန်ဆိုလို့ရှိရင်ဒါအဝစားနေရပြီပေါ့နော်ဟိုဘက်ရန်လာပို့လိုက်ဒီဘက်ရန်လာပို့လိုက်နဲ့ထမင်းလေးတွေဆိုတာနေတာမဟုတ်ဘူးဒါပေမဲ့ဒီကိုရောက်နေတဲ့သူတွေဖို့ပေါ့ကိုထိုးမှပဲစားရမယ့်အနေအထားဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒါပထမဆုံးထိုးတာဖြစ်လို့လိုအပ်ချက်တွေရှိလို့ရှိရင်လည်းနားလဲပြပါလို့တခါတည်းပြောချင်ပါတယ်အိမ်မှာကတော့လူကြီးတွေထိုးနေတာကိုဘေးကနေအုံသီးလီးပါလီးနဲ့ဝိုင်းလုပ်ပေးနေရပေါ့နော်ဒီမှာတော့ကိုယ်တိုင်ကိုစားလုပ်ရတဲ့ဖြစ်တဲ့အတွက်လိုအပ်ချက်တွေကတော့အများကြီးရှိနေမှာပါဒါပေမဲ့ဒီစတယ်လာထည့်ထားတဲ့အချိုးစားတိုင်းကတော့အရန်စားလို့ကောင်းတယ်ပေါ့နော်စားလို့လည်းမလွယ်ကူတဲ့ခါကျတော့ကိုပါကိုချိုးဖျားစွန်းတော့ကဲတငယ်ချင်းတွေဝေစားနဲ့တော့ဆရာအရန်ကောင်းပါတယ်ကိုဒေတာရဲ့ရိုးရပွဲတော်ကြီးတွေစီမသွားဖြစ်အောင်မှအိမ်မှာအခုလိုလေးလှုပ်စားတာကလည်းအရသာလည်းရှိရပေါ့နော်ပြန်ပြီးတော့ငယ်ဘွားရဲ့ memory တွေအမှတ်တရတွေကိုပြန်ပြီးတော့လည်းတတိယစီတယ်ဖြစ်တဲ့အတွက်ပေါ့နော်အကုန်လုံးလှုပ်စားကြဖို့တိုက်တွန်းချင်ပါတယ်စီတက်ဖို့အတွက်ခုနကကြော်ထားတဲ့ဒီအုံးစီထဲမှာဟိုမှာစတယ်လာတို့ထောက်ပံ့နေထည့်မယ်အနံ့ပူမွှေးအောင်ပြီးရင်ခုနကပါဝင်တဲ့အစာပလာတွေအကုန်လုံးကိုထည့်ပြီးတော့စီတက်ပါမယ်ဒါကတော့ကောက်ညင်ချက်ထားတာရပြီပေါ့နော်စီတက်ထားလည်းရပြီကောက်ညင်ချက်ထားလည်းရပြီဆိုလို့ရှိရင်တော့စတယ်လာတို့ထမင်းလေးကိုစပြီးတော့စချက်လို့ရပါပြီထမင်းလေးမဖြစ်သေးဘူးဒီချက်ထားတဲ့ကောက်ညင်ကြီးအောင်မှအရန်စားကောင်းပါတယ်အဲ့ဒီစီတက်တဲ့ထဲမှာကိုစတယ်လာတို့ခုနကချက်ထားတဲ့ကောက်ညင်တွေထည့်မယ်ပြီးရင်ကြော်ထားတဲ့အုံးသီးတွေထည့်မယ်နန်းကတော့စတယ်လာဒီမှာဖြူးလိုက်ဒီလိုကောက်ညင်ကိုဒီလိုနှံ့အောင်ပြန်မှွေလိုက်နန်းဖြူးလိုက်ပေါ့နော်နန်းနေဖြူးနေပါရှင်အိမ်မှာဆိုအမေပြောနေကြစကားရှိရလေအလုပ်တွေအကုန်လုံးလုပ်လို့ပြီးသွားမှပြန်ရောက်လာတယ်ဆိုရင်ပြန်ရောက်ပြီးနည်းနည်းပါပေါ့ဟိုကလေးကင်ဒီကလေးကင်လုပ်တယ်ဆိုပြောနေကြစကားကတော့အခုမှနန်းလက်ဖြူးနေရပေါ့ဆိုစတယ်လာအိတ်တိုင်းမှာပဲနန်းလေးတွေဖြူးပါတယ်ဒီမှာကတော့ပေါ့နော်စတယ်လာတို့အိတ်နှန်းလေးဖြူးလိုက်ပြီးရင်ကောက်ညင်ကိုအပေါ်အောက်အဲ့လိုမျိုးစုံနှစ်ချောင်းနဲ့ပေါ့နော်မှွေပေးလိုက်ပြီးရင်ကိုလိုချင်တဲ့နန်းလေးဖြူးလိုက်ဒီချိန်မှာကိုကမြေပဲစားတယ်ပေါ့နော်မြေပဲစားတယ်ဆိုလဲသူ့ရဲ့ပုံမှန်ထဲမှာတော့မြေပဲပါတယ်ဒါပေမဲ့စတယ်လာမြေပဲလုံးဝမကြိုက်ဘူးပေါ့နော်ဆိုတော့မြေပဲဘက်တွေလည်းဝါမိမကြိုက်တဲ့အတွက်ကြောင့်မလို့မြေပဲတစ်ခုတော့မထည့်ထားပါဘူးဆိုတော့နှမ်းများများထည့်တယ်အုံးတီးဘက်လေးတွေကလည်းသူကအုံးတီးနုနုလေးဆိုတော့အရန်စားကောင်းတယ်ပေါ့နော်နှမ်းလေးထည့်လိုက်နေဒီလိုမျိုးမှွေပေးလိုက်ဆိုရင်အဲ့လိုမျိုးလုပ်ပြီးလို့ရှိရင်ကောက်ညင်လေးအယောင်ပြောင်းလာပြီကိုလိုချင်တဲ့အနေထားရပြီဆိုလို့ရှိရင်တော့ဒါရပြီပေါ့နော်ကိုကအမှကောက်ညင်အပြော့အမှားကလည်းကိုအနေထားကိုလုပ်တဲ့အနေထားပေါ်မှာပဲမူတည်မယ်ပေါ့နော်စတယ်လာကပေါင်းဝန်းနဲ့လုပ်တယ်ပြီးရင်ပေါင်းဝန်းထဲမှာလည်းစတယ်လာကအပေါ်အောက်နှံ့အောင်တမ်းမှွေလိုက်သေးတယ်ဆိုတော့ငင်ကဒီလိုနည်းနည်းပြုတ်သွားရပေါ့နော်ပြီးတော့စတယ်လာလည်းဒီလိုမျိုးအပြော့ကိုစားတာပို့ပြီးကြိုက်တယ်ခမနေလေးအမှားဆိုရင်လည်းတိတ်မစားတတ်ဘူးပေါ့နော်ကိုကလည်းကိုကဒီလိုအပြော့ကြိုက်တယ်အဲ့ဒါကြောင့်မလို့ဒီလိုပုံစံလေးလုပ်ဖြစ်တာပါဆိုတော့ဒါဆိုလို့ရှိရင်ရပြီပေါ့နော်စတယ်လာပို့ကတော့စတယ်လာကတော့အိမ်ကလူတွေနဲ့ဝေငှပြီးတော့လည်းစားမယ်စွန်းတော့လည်းကတ်မယ်ဆိုတော့ဒီရဲ့ကုသိုလ်တွေကြောင့်ဒီရဲ့နေရာတွေကင်းဝေးပြီးတော့စိတ်ကြမ်းမှကိုချမ်းသာရှိကြပါစေလို့အားလုံးကိုဆုတောင်းပေးလိုက်ပါတယ်အားလုံးပဲတာယာပျော်ရွှင်တဲ့တပုတ်လေးလာလေးဖြစ်ကြပါစေရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်တွေ့ကြမယ်ရှင်စတယ်လာရဲ့ channel လေးကိုလည်း like and subscribe လုပ်ကတ်တင်လုပ်ပြီးကြဖို့အားလုံးကိုတောင်းဆိုလိုက်ပါတယ်ကျေးဇူးပါ